အခါမိုက်ဆုံးခါကရိယာလေးတွေမတင်ပေးရတာကြာပြီဖြစ်တဲ့အတွက်ရှင်းစကားပြောတဲ့နေရာမှာအရေးကြီးတဲ့ကရိယာလေးတွေကိုဒီခါ10လုံးလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်။နံပါတ်1ကိရဲ့ကိုရဲ့ပေါင်းထားတဲ့ကစောင်းပြောဒီထိပ်ပြောဒီไก่ဝေးဒီไก่ကဲဒီအကယ်၍ไก่ဆိုရင်ခဏไก่ခိုးတရားထိုးဒီတရားထိုးတာပေါ့နော်နောက်တစ်ခုကွိခက်ဒါမှမဟုတ်ခက်ကွိခက်ကြိုက်တဲ့တလုံးသုံးလို့ရတယ်ကလော်ဒီမနာကလော်ရဲဆိုရင်ခက်ခီဟူအဲ့လိုသုံးတယ်ခက်ဟူအကယ်၍တစ်လုံးတွေကိုကလော်ရဲဆိုရင်ကွိတုံအဲ့လိုသုံးတယ်ကွိုင်ခွန်းမွေဒီမွေတာအမျိုးထမင်းအိုးမွေတာဟင်းအိုးမွေတာမုံနေလောက်တဲ့ခါမှာမွေတာအဲ့လိုမျိုးသုံးတာနော်ကွိုင်မឺလက်ဖြင့်လွဲဒီတခုခုကိုလွဲလိုက်တာအမျိုးပေါ့နော်တွဲလောင်းချထားတာတွေကိုလွဲတာအမျိုးကျိုးတွေလွဲတာတို့ဘာလို့ပေါ့နော်နောက်တစ်ခုကွိုင်ဥပကတ်လွဲဒီကွိုင်ဒါမှမဟုတ်ရင်လူကွိုင်လူပျက်စီးဒီနောက်အနောက်ကလူတလုံးထဲတခါလေးတေဒီလို့လည်းသုံးတယ်လူတွေတေတယ်ဆိုရင်လူအဲ့လိုမျိုးလည်းသုံးပါတယ်နောက်တစ်ခုဟောင်းနှွမ်းဒီကောက်ဟောင်းနှွမ်းဒီခိုးကောက်ကဲရှေးဟောင်းပစ္စည်းပေါ့နော်โอเคဒီတစ်ခါနောက်ထပ်သိချင်တာရှင် comment မှာမေးခဲ့ပါနော်ဒီနေ့တော့ဒီလောက်ပါပဲရှင်မွန်ခါ